သာသနာတော်နှစ် 2553 ခုနှစ်ကောဇာတက္ကရာ1382 ခုနှစ်တစောင်းမုံလဆန်း5 ရက်လိုင်မြို့နယ်6 ရပ်ကွက်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပရဟိတကြားကြောင်းဩဘုံဟောဩဘုံပါဓမ္မဗိမာန်တော်ကြီးအတွင်ဝယ်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ညာဥယျာဓမ္မသဘင်အခမ်းအနားဝယ်မယန်းကုန်းမြို့နယ်နှစ်ဖက်သောမိဘများကိုအမှုထား၍မယန်းကုန်းမြို့နယ်9 မိုင်ခွဲတင်းနုရင်လမ်းအမှတ်45 S2 နေဦးတောင်ထေဒေါခင်စောဝင်းသားမောင်မင်းတောင်းခန့်ကျော်ညီညီခန့်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမိတ်ကောင်းဆွေကောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတခုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိတိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုပ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစည်းကွာလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုအကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမိတ်ကောင်းဆွေကောင်းလောကမှာလူတွေပြောလို့ရှိကြတယ်မိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်ဆိုတာအတိမပြုတ်ကြသို့တော့မိတ်ကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိတ်ကောင်းဆွေကောင်းလဲမိတ်ကောင်းဆွေကောင်းရဲ့အဓိပ္ပာယ်ကိုဖော်ထုတ်တဲ့အခါမှာကြတော့လွဲချော်မှုတွေရှိကောင်းရှိနေတယ်နော်သို့မဟုတ်မိတ်ကောင်းဆွေကောင်းကိုသရုပ်ဖော်တဲ့အခါမှာမပြည့်မစုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်မိကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာတော့လူတိုင်းလက်ခံတယ်ဘယ်ပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲဆိုတာကြတော့မသိနိုင်ကြဘူးပေါ့မိကောင်းဆွေကောင်းလိုအပ်တာဘယ်အတိုင်းအတာအထိလိုအပ်တယ်လဲမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးပွားရေးအတွက်လည်းမိကောင်းဆွေကောင်းလိုအပ်တာပဲတန်လျာဝကလွတ်မြောက်ဖို့
နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းမိတ်ကောင်းဆွေကောင်းလိုအပ်တာပဲလောကီရေးကိစ္စဖြစ်ဖြစ်လောကုတ္တရာရေးကိစ္စဖြစ်ဖြစ်မိတ်ကောင်းဆွေဟောင်းဟာအမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်မြတ်စွာဘုရားကကြီးပွားတိုးတက်ဖို့အတွက်အင်္ဂါနှစ်ချက်ဖော်ပြထားတာရှိတယ်လောကသံတရားနှစ်ဖြာကြီးပွားရေးအတွက်နံပါတ်1မိတ်ကောင်းဆွေကောင်းရှိရမယ်ဒါကအပြင်ဘက်ကအကြောင်းတရားလို့ခေါ်တယ် external condition အပြင်ဘက်ကအကြောင်းတရားနောက်တစ်ခုကယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်တတ်မှုဆိုတဲ့အကြောင်းတရားလည်းလိုအပ်တယ်အပြင်အကြောင်းတွေကဘလောက်ကောင်းကောင်းယောနိသောမနတိကာရလို့ဆိုတဲ့ internal condition မကောင်းဘူးဆိုလို့ရှိရင်လည်းကြီးပွားတိုးတက်မှုမရနိုင်ဘက်စုံလိုအပ်တယ်လို့မြတ်စွာဘုရားနေရာတိုင်းမှာမြတ်စွာဘုရားအကြောင်းကိုနှစ်ခုဟောလေးရှိပါတယ်သေချာသတိထားခြင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားအတွင်းကအကြောင်းတရားအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှထုတ်လုပ်လို့ရတယ်ဒါအသိသဘာဝကြတယ်ပဲလောကလည်းဒီတိုင်းပဲလေဆိုပါစို့ဘုန်းကြီးတို့တွေနေ့စဉ်စားနေတဲ့အစာအာဟာရပဲဖြစ်ခန္ဓာကိုယ်ထဲကကျမ်းမာမှုလို့ဆိုတဲ့ကံ့ကြောင့်ဖြစ်တဲ့ဩဇာလို့ခေါ်ရတဲ့အာဟာရယုတ်ကအခြေအနေကောင်းမှုလို့လေပြင်ဘက်ကစားလိုက်တဲ့အစာထဲမှာပါလာတဲ့ဗဟိတဩဇာအဲ့ဒါကလည်းကောင်းမှုလို့လေအစ္ဆဒဩဇာ internal nutriment ဗဟိတဩဇာ external nutriment အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်နှစ်ခုရှိရတယ်ဒါကြောင့်မို့လို့အပြင်အစားအစာလည်းလိုအပ်တယ်အတွင်းကကျမ်းမာရေးအခြေအနေကောင်းမှုလည်းလိုအပ်တယ်ကျမ်းမာရေးအခြေအနေမကောင်းတဲ့ပုဂ္ဂိုလ်ကိုဘလောက်ဖိကျွေးနေတိုးတက်လာမှာမဟုတ်ဘူးနော်ဒါကြောင့်မို့လို့အတွင်းအပြင်ဆိုတာနေရာတကာမှာလိုအပ်တယ်ဆိုတာအင်မတန်မှလက်တွေ့ကြတယ်မြတ်စွာဘုရားကလည်းဒီတိုင်းဟောတာပဲပြင်ဘက်ကမိတ်ကောင်းဆွေကောင်းရှိရမယ်အတွင်းကကိုယ်တိုင်ကမှန်ကန်တဲ့နှလုံးသွင်းတရားရှိရမယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရတယ်အပြန်အားဖြင့်နားလည်ရမှာကအပြင်ဘက်ကမိတ်ကောင်းဆွေကောင်းမရှိဘူးမကောင်းတဲ့မိတ်ဆွေရှိကိုယ်တိုင်ကလည်းယောနိသောမနတိကာရလို့ခေါ်တဲ့မှန်ကန်စွာတွေးတောဆင်ခြင်တတ်မှုမရှိဘူးဆိုလို့ရှိရင်အကျိုးဆိုးရုံနဲ့ပေါ့ဒါမကောင်းကျိုးတွေကိုဖြစ်ဖို့ရလည်းပဲအခြေခံအဖြစ်ဒီအကြောင်းနှစ်ခုပဲကောင်းကျိုးချမ်းသာတွေရဖို့ဆိုတာလည်းပဲအခြေခံအဖြစ်ဒီအကြောင်းနှစ်ခုအတွင်းနဲ့အပြင်အကြောင်းတရားနှစ်ရပ်ပေါင်းစပ်ပြီးတဲ့အခါကျတော့မှဘုန်းကြီးတို့တွေဟာကောင်းကျိုးဆိုးကျိုးဆိုတာဖြစ်လာတယ်မိစ္ဆာဒိဋ္ဌိဖြစ်မှုတမ္မာဒိဋ္ဌိဖြစ်မှုနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားဒီလိုပဲဟောထားတာရှိတယ်နမူနာယူဖို့ရအတွက်ပို့ပြီးတော့ခြေခြေပြန့်ပြန့်နားလည်ဖို့အတွက်လူတယောက်အတွေးခေါ်တွေမှားသွားအောင်အယူဆတွေမှားသွားအောင်မှားရင်းနဲ့အတွေးခေါ်တွေရအောင်အကြောင်းဘယ်နှမျိုးရှိတယ်လဲဆို2မျိုးရှိတယ်တဲ့နံပါတ်1ကပရတောခောတတစ်ဖက်ကဟောပြောပို့ချတဲ့အတန်တွေကဒါအပြင်ဘက်ကအကြောင်းတရားပဲအတွင်းပိုင်းဆိုင်ရာအကြောင်းတရားကအာယောနိသောမနတိကကိုယ်တိုင်ကမှန်မှန်ကန်ကန်ဆင်ခြင်နှလုံးသွင်းမှုမရှိဘူးတဲ့အပြင်ဘက်ကလည်းမမှန်ကန်တဲ့ဟောပြောချက်တွေကိုနားထောင်ရတယ်
ကိုယ့်ရဲ့အတွင်းနှလုံးသွင်းမှုကလည်းမှန်ကန်မှုမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိဖြစ်သွားတာပဲဒါမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းနဲ့အတွင်းအကြောင်းနဲ့အပြင်အကြောင်းထို့တူပဲသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုရရှိဖို့ဆိုတဲ့နေရာမှာလည်းပဲအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုပေါင်းစပ်ထားတာပဲပရတောဂောတမမကန်ကန်ဟောပြောပို့ချတဲ့တရားဓမ္မအတန်ကိုကြားနာရတာကအပြင်အကြောင်းယောနိသောမနတိကာရအတိညာနဲ့ဆင်ခြင်စဉ်းစားနိုင်မှုကအတွင်းအကြောင်းအဲ့ဒီအကြောင်းနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့သမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်တဲ့အမြင်တစ်ခုရရှိလာနိုင်တယ်ရှင်သာရိပုတ္တရာမထေရယဟန္တာဖြစ်သွားတာပဲကြည်အောင်သူ့ဘာသူဖြစ်တာမဟုတ်ဘူးရှင်သာရိပုတ္တရာအလောင်းဟာမိကောင်းဆွေကောင်းမရလို့ပင်ကိုအနေထားကအမတန်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲယဟန်ပြလာမှဉာဏ်ထက်တာမဟုတ်ဘူးမွေးကြတဲ့က intelligent ဉာဏ်ပညာထက်တဲ့ပုဂ္ဂိုလ်ပဲသို့တော့ပြင်ဘက်ကအကြောင်းတစ်ခုလိုနေသည့်အတွက်ကြောင့်အမှန်တရားကိုလိုက်ရှာတာအတော်ကြာအောင်အမှန်တရားမတွေ့နိုင်ဘူးကြည့်ဘာကြောင့်လဲအတွင်းအကြောင်းရှိတော်လဲအမှန်တရားအပြင်အကြောင်းတရားကထောက်ပံ့မပေးသေးဘူးရှင်အတ္တစီနဲ့တွေ့လိုက်တဲ့အခါကျတော့ဘုရားဝါဒကိုအချင်းချုပ်လေးရှင်းပြလိုက်တယ်ယေဓမဟေတုပ္ပဝါတေတံဟေတုံတထာဂတောသဘာဝတရားတွေဟာအကြောင်းကိုအခြေခံဖြစ်တာတဲ့အဲ့ဒီအကြောင်းကိုဖြစ်တဲ့အခြေခံဖြစ်တဲ့တရားတွေကိုလည်းမြတ်စွာဘုရားကဟောတယ်အဲ့ဒီအကြောင်းကိုအခြေခံဖြစ်တဲ့တရားတွေရဲ့အကြောင်းရင်းအစစ်မှန်ကိုလည်းမြတ်စွာဘုရားကဟောတယ်အဲ့ဒီအကြောင်းတရားတွေခြုံငိမ့်သွားလို့ရှိရင်လည်းပဲအကျိုးတရားတွေခြုံငိမ့်သွားတယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောတယ်ခြုံငိမ့်တဲ့နိလန်းတွေကိုလည်းဟောတယ်လို့သစ္စာလေးပါးကိုအချင်းချုပ်လေးပြောလိုက်တာဒုက္ခနဲ့သမုဒယဒီနှစ်ခုနားလိုက်ရတာနဲ့ပဲရှင်သာရိပုတ္တရာအလောင်းဟာသောတပန်ဖြစ်သွားတာရတောဂောတလို့ခေါ်တဲ့မှန်ကန်တဲ့တရားသာပြင်ပအကြောင်းတရားမိမိကိုယ်၌ကအသိဉာဏ်ရှိတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်တယ်ဆိုတော့ယောနိသောမနတိကာရအတွင်းအကြောင်းတရား external condition နဲ့ internal condition အချိုးညီညီပေါင်းစပ်လိုက်တဲ့အခါကျတော့သောတပန်ဖြစ်ဆင့်ရောက်သွားတာတန်တရားတွေကင်းသွားတယ်မှန်ကန်တဲ့အမြင်တစ်ခုရသွားအဲ့ဒါဆိုလို့ရှိရင်မိကောင်းဆွေကောင်းဟာဘလောက်အရေးကြီးတယ်ဆိုတာမထင်ရှားပေဘူးလားမိကောင်းဆွေကောင်းဆိုတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတန်တရားခရီးမှာရှောက်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေမိကောင်းဆွေကောင်းဆိုတာအမတန်မှအရေးကြီးမိကောင်းဆွေကောင်းအရေးကြီးတယ်လို့မိမိကိုယ်တိုင်ကလည်းယောနိသောမနတိကာရ wise attention လို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုဆိုတဲ့ကိုယ်ပိုင်အသိဉာဏ်ရှိဖို့ကလည်းလိုအပ်သေးတယ်နော်အဲ့ဒီအခြေအနေနဲ့ဟန်ချက်ညီညီမိမိတို့တဏ္ဍာမှာရှိပြီဆိုလို့ရှိရင်လောကကြီးပွားရေးပဲလှုပ်တန်တရားကြီးပွားရေးပဲလှုပ်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့တရားဓမ္မပဲကျင့်ခြင်းသူပုဂ္ဂိုလ်ဟာအောင်မြင်မှာပဲသိကြတယ်အဲ့တော့ဘုန်းကြီးတို့တွေကအကျိုးကိုလိုချင်လို့ရှိရင်အကြောင်းကိုစီးပူးရတယ်အကျိုးကိုမှတ်မြော်ပြီးတော့အကြောင်းတရားကိုမလုပ်ဘူးဆိုရင်ရပါ့မလားမရဘူးအလင်းရောင်လိုချင်လို့ရှိရင်လျှက်စမီဖြစ်စေဖျောင်းနိုင်မီဖြစ်စေတစ်ခုထွန်းရမှာမဟုတ်လားအလင်းရောင်ကြီးပဲယူလို့ရတာမဟုတ်ဘူးအလင်းရခြင်းရဲ့အကြောင်းတစ်ခုကိုရှာဖွေရတာပဲထို့တူပဲကောင်းကျိုးချမ်းသာကိုရခြင်းပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရနိုင်တဲ့အကြောင်းတရားတွေလုပ်ဖို့လိုတယ်မလုပ်ဘဲနဲ့ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးတဲ့လောကလူတွေကကြည့်လေမျက်စိကကောင်းတာလှတာလေးနှစ်သက်စရာလေးမြင်လိုက်လို့ရှိရင်မင်္ဂလာရှိလိုက်တာမပြောကြဘူးလား
နာကตายရတဲ့အတန်လေးကြားလိုက်ရင်လည်းအမလေးမင်္ဂလာရှိလိုက်တာဒီနေ့ဒါလောကလူတွေမြင်နေတဲ့မင်္ဂလာနော်မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးကောင်းတာလေးမြင်တာနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးကောင်းတဲ့အတန်လေးကြားရရုံနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးမင်္ဂလာရှိတယ်ဆိုတာလူမိုက်ကိုမပေါင်းတာလဲမင်္ဂလာရှိတယ်ပညာရှိသူတော်ကောင်းကိုပေါင်းသင်းဆက်ဆံတာလဲမင်္ဂလာရှိတယ်ဆိုပြီးတော့38ဖြာမင်္ဂလာတရားတွေကိုဟောတော်တာမှန်တယ်များအကြောင်းတရားတွေကြီးပဲဒါတွေလှုပ်လို့ပြောတာနော်ဒါတွေလှုပ်လို့ပြောတာလှုပ်ရမှနဲ့မလှုပ်ရမှဒီနှစ်ခုပဲပြောသွားတယ်လေအာရတိဝိရတိပါပါမစ္ဆပါဏာစတန်မောမလှုပ်ရမယ့်ဟာတွေကိုပြောထားတာနော်အာရတိဝိရတိပါပါမကောင်းတာတွေကရှောင်းတဲ့မစ္ဆပါဏာစတန်မောတဲ့အယက်သေးစာဘီယာဒါတွေမတော့နဲ့တဲ့ဟောကိုယ်ကဒါတွေမဖြတ်နိုင်ဘူးမင်္ဂလာရှိပါမလားရှိနိုင်ဘူးမင်္ဂလာမရှိတယ်မင်္ဂလာဆိုတာဘာလဲဆိုရင်ဘဝမှာအောင်မြင်ကြီးပွားမှုနဲ့ချမ်းသာဒုက္ခရရှိမှုကမင်္ဂလာပဲအဲ့ဒီမင်္ဂလာတွေရချင်လို့ရှိရင်မင်္ဂလာရချောင်းတရားကိုစီးပူးအထောက်ပါလို့မြတ်စွာဘုရားဟောတယ်ခုဒီမှာလည်းပဲမိတ်ကောင်းဆွေကောင်းဆိုအကြောင်းတရားတစ်ခုပဲမိတ်ကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့တခါတော့ကသာဝတ္တနိကေသုတ်တန်တစ်ခုမှာရှင်အာနန္ဒမထေရမြတ်ကစဉ်းစားကြည့်တာသူ့ဘာသူစဉ်းစားတာရှင်အာနန္ဒစဉ်းစားပုံကလောကလူတွေစဉ်းစားပုံနဲ့သွားတူတယ်လောကလူတွေစဉ်းစားတာဘယ်လိုစဉ်းစားတော့ဆိုလို့ရှိရင်ဆရာသမားကလည်းသင်တာပဲဒါပေမဲ့ငါကိုယ်တိုင်ကလည်းကြိုးစားတယ်အဲ့တော့ဆရာသမားရဲ့အထောက်ပံ့က90ရာခိုင်နှုန်းငါကိုယ်တိုင်ကြိုးစားတာက90ရာခိုင်နှုန်းငါရဲ့အောင်မြင်ကြီးပွားမှုဟာဆရာနဲ့ငါဟာ50-50ပဲလို့ဒီလိုပြောကြတယ်မပြောဘူးလားဒီလိုပြောလို့ရှိကြတယ်နော်ရှင်အာနန္ဒာလည်းအဲ့လိုတွေးတယ်တခါတော့ရှင်အာနန္ဒာဒီလိုတွေးတာလောကလူသားတွေတွေးပုံနဲ့သွားတူတယ်သူဘယ်လိုလျှောက်တုံဆိုမြတ်စွာဘုရားအရှင်ဘုရားတဲ့ဟောဒီဗြဟ္မစရိယမြတ်သောအကျင့်ကျင့်ဖို့သာသနာတော်ကြီးနဲ့ကြုံတွေ့ပြီးမြတ်သောအကျင့်ကျင့်နိုင်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့ကိစ္စမှာတဲ့ကလျာဏမိတ်တမိကောင်းဆွေကောင်းဟာတဝက်လောက်အကျိုးပြုပါတယ်လို့ဘုရားဟောလျှောက်တယ်50ပဲသူကနော်ရာခိုင်နှုန်းအပြည့်မဟုတ်ဘူးရာခိုင်နှုန်း90သူကတွေးတယ်လေဆရာသမားတွေကသင်ပေးတာရာခိုင်နှုန်း90ငါကိုယ်တိုင်ကြိုးစားတာက90လို့ဒီလိုတွေးတာပဲဒါလောကလူသားတွေတွေးတဲ့အတွေးပဲရှင်အာနန္ဒာအဲ့လိုလျှောက်တော့မြတ်စွာဘုရားကတောက်လျှောက်မိတ်နဲ့အာနန္ဒာအဲ့လိုမပြောနဲ့မင်းပြောတာမမှန်ဘူးတဲ့မဟုတ်ဘူးတဲ့မြတ်သောအကျင့်ကျင့်ပြီးတော့ထူးခြားတဲ့တရားဓမ္မကိုရတယ်ဆိုတဲ့ဟာတဲ့ရာခိုင်နှုန်းတရားအပြည့်မိကောင်းဆွေကောင်းရဲ့အကျိုးပြုမှုပဲမြတ်စွာဘုရားကမိကောင်းဆွေကောင်းဘလောက်အရေးကြီးတယ်ဆိုတာအဲ့ဒီသုတ်တံမှာရာခိုင်နှုန်းအပြည့် 100% ဒီလိုပြောတာနော် 100% အကျိုးပြုတယ်မြတ်စွာဘုရားကဘာထောက်ထားပြတော့ဆိုလို့ရှိရင်ကဲမင်းတို့စဉ်းစားကြည့်တဲ့အာနန္ဒငါဖျားမပွင့်ဘူးဆိုလို့ရှိရင်ခုလိုတရားတွေသိခွင့်ရပါမလားတဲ့ဟောဖျားပွင့်ပြီးတော့တရားဟောလို့ဒါတွေသိရတာဆိုတော့အားလုံးဟာဒီသိရတဲ့အသည့်တွေဟာအကုန်လုံးဖျားပေါ်မှာ 100% ဒီလိုဆိုလိုတာနော်ရှင်သာရိပုတ္တရာမထေရမြတ်လည်းကြည့်သူကိုယ်တိုင်လိုက်ရှာတာပဲမတရားတရားကိုလောကမှာတော်တော်ချမ်းသာတဲ့လူတစ်ယောက်ပဲတထေးသားတစ်ယောက်ပဲသို့တော့မိကောင်းဆွေကောင်းကိုရှာမတွေ့နိုင်တဲ့အတွက်ကြောင့်အမတဆိုတဲ့တရားကိုရှာတာရှာလုံးတွေ့ရှင်အတ္တဇီနဲ့တွေ့တဲ့အခါကျတော့မှသူအမတတရားကိုတွေ့တယ်ဆို
100% ရှင်အတ္တစီရဲ့အကျိုးပြမှုပဲပေါ့အကယ်၍ရှင်အတ္တစီမပါဘူးဆိုလို့ရှိရင်လုံးဝမသိနိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားကရာခိုင်နှုန်းအပြည့်အကျိုးပြုတယ်လို့ရှင်အာနန္ဒာကိုဒီလိုပဲဟောတယ်ငါဘုရားမပွင့်ဘူးဆိုလို့ရှိရင်တဲ့တတ္တဝါတွေဟာငါဘုရားတရားမနာရလို့ရှိရင်သံဃာဝဆင်းရဲတဲ့မှာဝိတုခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဇာတိတရားကလည်းမလွတ်နိုင်ဘူးစရာတရားကလည်းမလွတ်နိုင်ဘူးဗျာတိတရားကလည်းမလွတ်နိုင်ဘူးမရဏတရားကလည်းမလွတ်နိုင်ဘူးငါဘုရားဟောကြားတဲ့တရားကိုနာရလို့သာဒါတွေလွတ်သည့်အတွက်ကြောင့်ရာခိုင်နှုန်းအပြည့်အကျိုးပြုပါတယ်လို့ဟောရှင်သာရိပုတ္တရာကြတော့သုတ်တန်တစ်ခုမှာရှင်သာရိပုတ္တရာကဒီစကားမျိုးကိုမြတ်စွာဘုရားကိုလျှောက်တယ်ရှင်သာရိပုတ္တရာဆိုတာတော့ဘုရားပြီးဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်သူမြင်တာကမြတ်စွာဘုရားမြင်တယ်လို့ပဲမြင်တယ်လောကလူသားတွေလို့မမြင်ဘူးမြတ်သောအကျင့်ကိုကျင့်ဖို့တရားတို့တရားမြတ်ရဖို့ဆိုတဲ့နေရာမှာတဲ့ကလျာဏမိတ်တဟာလုံးဝရာခိုင်နှုန်းအပြည့်အကျိုးပြုပါတယ်ဗျာလို့မြတ်စွာဘုရားလျှောက်တော့ဘုရားကမှန်တယ်တဲ့ပြောတာဟောသုတ်တန်နှစ်ခုရှိအဲ့ဒါကိုထောက်လိုက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အရေးဟာကလျာဏမိတ်တလို့ဆိုရင်မိတ်ကောင်းဆွေကောင်းရှိဖို့ဘလောက်အရေးကြီးတယ်အမတန်မှအရေးကြီးတယ်လို့ပြောရမယ်နော်အဲ့တော့နိဗ္ဗာန်ချမ်းသာလို့အလွန်လက်လန်းမမီတဲ့သံဃာဝကလွတ်မြောက်တဲ့ချမ်းသာဒုက္ခမျိုးတောင်ကလျာဏမိတ်တဟာအရေးကြီးသေးတယ်ဒါတော့အရေးပါတဲ့ကိစ္စတောင်ကလျာဏမိတ်တပါရသေးတယ်တမ္မာလောကီရေးကိစ္စတွေမှာလည်းပဲကလျာဏမိတ်တအကျိုးပြုမယ်ဆိုတာအမတန်မှထင်ရှားတယ်ပေါ့ဒါကြောင့်မလို့မိတ်ကောင်းဆွေကောင်းသိဖို့လိုတယ်မိကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်အလုံးကလက်ခံတယ်မိကောင်းဆွေကောင်းပေါင်းသိရမယ်ဆိုတာအသိဉာဏ်ရှိတဲ့လူတိုင်းကလက်ခံတယ်သို့တော့ကိုပေါင်းနေတဲ့မိတ်ဆွေဒီတကယ်မိကောင်းလားဆွေကောင်းလားဆိုတာကြတော့လူတိုင်းမသိပြန်ဘူးအဲ့ဒါကြမိကောင်းထင်ပြီးတော့ပေါင်းသိဆက်ဆံနေကြတာတွေအများကြီးရှိတယ်နော်မိကောင်းဆွေကောင်းမဟုတ်ဘူးသို့တော့ကိုယ်ကမိကောင်းဆွေကောင်းထင်တယ်မိတ်ဆွေဆိုတာအာကြီးတဲ့မိရအကြောင်းတစ်ခုလို့ဥပနိဒေယပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်အာကြီးတဲ့မိရတစ်ခုပဲမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားထိုသုတ်တန်တွေမှာဟောထားတာရှိတယ်အဲ့ဒီထိုသုတ်တန်တွေမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်မိမိတို့ဘဝအနေနဲ့မိကောင်းဆွေကောင်းကိုရွေးတတ်လာပါလိမ့်မယ်အဲ့ဒီသုတ်တန်တွေကိုဖတ်ရှုလေ့လာခြင်းနာယူမှတ်သားခြင်းဖြင့်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေဟာတို့အတွက်မိကောင်းဆွေကောင်းလားလူတွေကကိုကသာမိကောင်းဆွေကောင်းရှာတယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကရောတစ်ဖက်သားရဲ့မိကောင်းဆွေကောင်းဖြစ်အောင်မလုပ်သင့်ဘူးလားအဲ့ဒီဘိုင်းကိုမေ့မနေကိုကတော့မိကောင်းဆွေကောင်းနဲ့ပေါင်းကျင်တယ်ကိုယ်တိုင်ကရောတစ်ဖက်သားရဲ့မိကောင်းဆွေကောင်းဟုတ်ကလားကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်ရမယ်ကိုပေါင်းတဲ့ပုဂ္ဂိုလ်ကလည်းမိကောင်းဆွေကောင်းဖြစ်ရမယ်ဟုတ်ကလားassociation ဆိုတာပေါင်းသင်းဆက်ဆံတဲ့ဆိုတာတစ်ဖက်သက်ကြည့်လို့မရနှစ်ဖက်စလုံးကြည့်ရတယ်နှစ်ဖက်စလုံးကြည့်လိုက်လို့ရှိရင်ကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းနဲ့ပေါင်းတယ်ကိုပေါင်းတဲ့မိတ်ဆွေကလည်းမိကောင်းဆွေကောင်းဖြစ်တယ်ကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်ရတယ်ထိုပုဂ္ဂိုလ်ရဲ့မိကောင်းဆွေကောင်းဖြစ်ရတယ်ကောင်းပြီမိကောင်းဆွေကောင်းဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာမိတ္တသုတ်ဆိုပြီးတော့ဟောထားလေးတွေရှိတယ်အဲ့ဒီထဲမှာပေါင်းသင်းတိုက်တဲ့မိတ်ဆွေတဲ့မိကောင်းရဲ့သင်ပြင်လက္ခဏာမိကောင်းဆိုတာလူဆိုးလူကောင်းဆိုတာရုပ်ကြည့်ုံနဲ့သိပါမလားသိနေအပေါ်ယံကြည့်ုံနဲ့တော့မသိ
ဒါကြောင့်ငယ်ငယ်တော့ပြောကြတယ်မင်းလူဆိုးဆိုတာဂျိုနဲ့မှမဟုတ်တာဘယ်သိလဲနော်ဂျိုပေါက်နေရင်တော့သိရင်သိမှာပေါ့အဲ့ဒါကြောင့်မလို့လူမြင်ယုံနဲ့ဒီလူဟာလူကောင်းလားလူဆိုးလားလို့သိလို့မရဘာနဲ့သိရတော့ဆိုသူ့ရဲ့လောက်ရက်ပုံမှာမူတည်ပြီးတော့သိရတယ်သူလောက်တဲ့လောက်ရက်တွေကိုကြည့်ပြီးတော့ဒီလူဟာလူကောင်းလားလူဆိုးလားဆိုခွဲခြားသိတယ်အဲ့တော့မိကောင်းစိတ်ကောင်းနဲ့ပတ်သက်ပြီးတော့အကဲခတ်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်နံပါတ်1ကဘာလို့ဆိုဒုဋ္ဌတံတဒါတိပေးနိုင်ခဲ့တဲ့အရာကိုကိုယ်မှအကူအညီလိုနေလို့ပေးနိုင်ခဲ့တဲ့အရာကိုပဲစွန့်လွတ်ပြီးတော့ပေးထပ်လို့ရှိရင်ဒါမိကောင်းစိတ်ကောင်းပဲဒုက္ခရံကရောတိတာမန်ပုဂ္ဂိုလ်တွေလုံးဖို့မလွယ်ဘူးလုံးနိုင်ခဲ့တဲ့အရာကိုပဲလုပ်ပေးတယ်ဆိုလို့ရှိရင်လည်းမိကောင်းစိတ်ကောင်းပဲဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကဒုက္ခမံခမတိတကယ်သိခံနိုင်ခဲ့တဲ့အရာအမှန်ပုဂ္ဂိုလ်တွေသိမခံနိုင်ဘူးသိခံနိုင်ခဲ့တဲ့အရာကိုပဲသိခံတတ်တယ်ဆိုလို့ရှိရင်ဒါမိကောင်းစိတ်ကောင်းမိကောင်းစိတ်ကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တသုတ်မှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးတော့ဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိကောင်းစိတ်ကောင်းပဲအခုလောကမှာအများဆုံးကယာရုလေးရှိရင်ပေါင်းကြတယ်ပိုက်ဆံလေးရှိရင်ပေါင်းကြတယ်ယာရုလည်းကြာသွားရောမမြင်ကြအောင်ဆောင်ဆင်းရဲမွဲတေဒေဝါလီခံသွားတာနဲ့တပြိုင်နက်မမြင်ကြအောင်ဆောင်ဟုတ်ကဲ့လားအဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါအများစုသည်ယာဓုကိုပေါင်းအများစုသည်ငွေကြေးဒနာကိုပေါင်းဒီပုံစံမျိုးဖြစ်တယ်ပေါ့ဒါလောကကြီးရဲ့သဘာဝကဒီတိုင်းပဲเนาะအဲ့တော့မိကောင်းဆွေကောင်းဖြစ်ဖို့ရအမြဲတမ်းအရေးကြီးကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်အာပဒါတုနဝိသဟတိဒုက္ခရောက်နေတဲ့အချိန်မှာစွန့်ပြီးမသွားဘူးတဲ့အဲ့ဒါမိကောင်းဆွေကောင်းလို့ပြောတယ်ငယ်ငယ်တုန်းကပုံမြင်လေးတစ်ခုဖတ်ရတယ်အမှန်တမ်းမှတ်သားစရာကောင်းတဲ့ပုံမြင်အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ခုတကယ်ချင်း2ယောက်တောအုပ်ကြီးတစ်ခုကိုဖြတ်တန်းသွားတယောက်ကတနတ်ပါလက်နဲ့ပါတယ်တယောက်ကမပါဘူးတနတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်ပဲတွေ့တွေ့ကြားပဲတွေ့တွေ့ဘာကောင်ပဲတွေ့တွေ့ဟောကာကွယ်နိုင်တယ်ပေါ့ဘယ်ကောင်မှမကြောက်ဘူးသူကအဲ့လိုပြောလို့မှမဆုံးသေးဘူးလမ်းခွေတခွေကဝက်ဝံကြီးရဲ့ဘွားကနေပေါ်လာအဲ့ဒီချိန်မှာဘာလုပ်တုံးဆိုတော့သူ့တငယ်ချင်းကဘာလက်နဲ့မှမပါရှာဘူးသူကတနတ်ကြီးနဲ့ဝက်ဝံကြီးလည်းတွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလေရောလက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားကြတယ်နော်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်ကိုလွတ်ယုံပြီးထွက်ပြေးသွားတယ်တဏှာနဲ့မကာကွယ်တယ်ပြောလို့မှအတန်မတိတ်သေးဘူးဝက်ဝင်နဲ့ပဲပင်းမှတွေ့တိတ်လို့မရတဲ့အနေအထားမျိုးမှာကာရုပ်ခနဲ့ဆိုသူကအရင်မြင်တာဟိုလူကမမြင်ဘူးသူ့တငယ်ချင်းတတိတောင်မပေးဘူးဆိုရုပ်ခနဲ့ထွက်ပြေးသွားတငယ်ချင်းလုပ်တဲ့လူကတိမ့်ဖို့အချိန်မရတော့ဘူးအဲ့တော့သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့လှဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောင်းဆောင်ပြီးတော့နေလဲရတယ်ပြေးဖို့ကအချိန်မရလိုက်အဲ့ဒီအချိန်မှာဝက်ဝံကြီးကအနာနာလာပြီးတော့ခေါင်းကိုရှာနဲ့ရက်တယ်ဟိုနန်းဒီနန်းလှုပ်တယ်ပေါ့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှိရဲဘူးငြိမ့်နေရလှုပ်လိုက်ရင်တော့ကြိုက်တော့မှသိချတယ်အဲ့ဒါလိုငြိမ့်နေတဲ့အခါကျတော့ဝက်ဝံကြီးက
လက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝက်ဝင်ကြီးကသူ့လမ်းသူလျှောက်သွားဝက်ဝင်ကြီးတကယ်ကွယ်သွားပြီဆိုတော့မှဟိုတဏှတ်နဲ့ကောင်ကတစ်ပစ်မောကနေဆင်းလာတယ်ဆင်းလာပြီးတော့တငယ်ချင်းမင်းဝက်ဝင်ကြီးကတူတူနဲ့ဘာပြောသွားတာတော့ဘာပြောသွားတာတော့ဆိုတော့ဟိုလူကပြောတယ်အေးဝက်ဝင်ကြီးကငါနာနာကပြောသွားတာတော့မိတ်ဆွေတငယ်ချင်းမပီတာတဲ့အကောင်မျိုးနောက်ဘယ်တော့မှမပေါင်းနဲ့လို့ပြောသွားအဲ့ဒါလို့ပြောသွားတယ်အရေးကြုံလာပြီးတော့နှစ်ဦးပေါင်းပူးပေါင်းပြီးတော့ခုခံမယ်မရှိဘဲနဲ့အဲ့ဒါလို့ကိုလူယုံသွားတဲ့အကောင်မျိုးဘယ်တော့မှမပေါင်းနဲ့လို့ဝက်ဝင်ကြီးကသူ့ကိုမှားသွားတယ်လို့ပြောတဲ့အလုံးမသားဆရာကောင်းတဲ့ဟာအဲ့ဒါကိုပြောတာအာပရာတုနာသယတိဒုက္ခကြုံလာတဲ့ကောင်စွန့်ပြီးတော့သွားတာမျိုးဖြစ်ရဘူးတဲ့မေတ္တာမိတ်ကောင်းဆွေကောင်းဒါဘုရားဟောထားတဲ့ထဲကမိတ်ကောင်းဆွေကောင်းတစ်ခုပဲအေးဆရာသမားတွေနဲ့ပတ်သက်ပြီးတော့ပေးထားတဲ့မိတ်ကောင်းဆွေကောင်းရဲ့အင်္ဂါရပ်တွေကဘာလို့ဆိုရင်ပိယောဂရုဘာဝနိယောဝတ္တာစဝဆနခမောဆိုအဲ့ဒါမှအရေးကြီးတယ်ဆရာတင်ပြီးတော့ကိုးကွယ်မယ်ဆိုရင်အဲ့ဒီအည်သွေးတွေရှိမရှိကြည့်ရမယ်တဲ့မိကောင်းဆွေတော်ပြီးရောချစ်ခင်လေးစားလောက်တဲ့သီလသမာဓိပညာအည်သွေးတွေရှိရလားဒါချစ်ခင်အပ်တဲ့အနေအထားမျိုးရှိရလားဂရုလေးစားလောက်တဲ့ကိုကျင်တရားရှိရလားဘာဝနိယရှိမလောက်တဲ့ကိုကျင်တရားရှိရလားသို့မဟုတ်မေတ္တာဘာဝနာပွားတဲ့မေတ္တာစိတ်ဓာတ်ထုံတာရှိရလားဝတ္တာမကောင်းရင်လည်းပွင့်ပွင့်လင်းလင်းပြောတတ်တယ်ဆုံးမတတ်တယ်အကြံပေးတတ်တဲ့ပုဂ္ဂိုလ်ဟုတ်ခဲ့လားဝဆနခမောအပြစ်တွေ့လို့သူ့ပြောလို့ရှိရင်လည်းလက်ခံတဲ့ပုဂ္ဂိုလ်ဟုတ်ခဲ့လားတချို့ကသူများကိုတော့ကိုယ်ကဆုံးမတယ်ကိုယ်ဆုံးမရင်ဘာပြောလဲရှာမရှိနဲ့ဟုတ်လားကိုယ်ကပြောတဲ့အခါတော့ရှည်ခြင်းတော့ရှည်ပေါ့ကိစ္စမရှိဘူးကိုယ်လာပြောလို့ရှိရင်မကြိုက်တဲ့လူကပိုများတယ်နော်အဲ့ဒါမျိုးမဖြစ်ရဘူးတဲ့ဝတ္တာကိုယ်ကလည်းဆုံးမတတ်ရမယ်ဝဆနခမသူကပြောလို့ရှိရင်လည်းလက်ခံတာဖြစ်ရမယ်အဲ့ဒီအချက်ကအမတန်ခက်တယ်ဘာလို့ခက်တာတော့ဆိုတော့လူတွေမှာမာနရှိတယ်မာနရှိသည့်အတွက်ကြောင့်ကိုယ်ရဲ့ငယ်တဲ့ပုဂ္ဂိုလ်ကပြောရင်လက်မခံနိုင်ကိုယ်အောက်ကလူကပြောလဲလက်မခံနိုင်ငါသိငါတတ်ငါတော်ငါတတ်လာမပြောနဲ့ဟောပြောလို့ရှိရင်ရံမယ်ဒီနေရာမှာကြတော့ရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်အမတန်မှအတူခိုးကြကောင်းပညာရှိပိသတယ်ပေါ့ရှင်သာရိပုတ္တရာဘယ်လိုပညာရှိပိသတော့ရှင်သာရိပုတ္တရာမထေရမြတ်ကိုတခါတော့ကသင်္ကန်းလေးယုံထားတာလေးကမညီမညာလေးအမှတ်တမဲ့တွဲလောင်းလေးကြာနေတော့ကိုရင်လေးတစ်ပါးကရှောက်တဲ့အရှင်ဘုရားသင်္ကန်းလေးဟောဒီမဲ့တွဲလောင်းလေးကြာနေတယ်ဆိုတော့ရှင်သာရိပုတ္တရာမထေရမြတ်ကကိုရင်လေးပြောတဲ့အတိုင်းဟုတ်နေတော့သူ့သင်္ကန်းလေးကိုသူပြင်းယုံပြီးတော့လက်အုပ်ကလေးချီပြီးတော့ညီသွားပါပြီလားလို့ပြောတယ်နော်ကျေးဇူးတင်တယ်ကိုရင်ကျေးဇူးတင်တယ်လို့ကိုရင်ပေါ့ဆာလေးကဆုံးပြောတာတတိပေးတာကိုလက်ခံပြီးတော့သံဃာပရိသတ်ကြားထဲမှာသူဘာပြောလဲဆိုတော့ခုနှစ်နှစ်အရွယ်ဒီကနေ့မှသင်္ကန်းဝတ်လာတဲ့တတဟုပပ္ပစီတောတန်တောဇာတိယတတ္တဝတိကောဒီကနေ့မှကိုရင်ဝတ်လာပြီးအသက်ကလည်း9နှစ်ပဲရှိသေးတယ်အဲ့ဒီကိုရင်လေးကသူ့ဆုံးမပါစေတဲ့ဥထိပ်ရွက်ပန်ဆင်ပါမယ်တဲ့ဟောဒါရှင်သာရိပုတ္တရာပြောတဲ့စကားပါဠိလိုကြတော့တတဟုပပ္ပစီတောတန်တောဇာတိယတတ္တဝတိကောသောပိမံအနုတာသေးယတံပဋိစ္ဆာမိမတ္ထကေဒီကနေ့မှာကိုရင်ဖြစ်လာပြီးအသက်အရွယ်ကလည်း9နှစ်ပဲရှိသေးတယ်
Eri Koyin Wosa, Konani, Koyin Lega Dama, Du, Soma Oada, Pime Solution, Ute Pansemame, Telupiora, no? Das Anamuna Yuamabe. I don't make on Segango, Emitan Tamutare, David Paul. Economy, Wota, was a Nekama. Sumya Soma and Lekanaya. A Lekanina leve, make on Segan in a day. No Satani years ago. Sumya, Chom Madoya. Yadavian Luria, Kulu Yomi, the Yao Chow Don that later they shit at the ball. Chow Don Ezra, Magamandi than it, Tombora, Bupo. No, Adam you never look who, so say at the Mamu, you be a go away. Pio, Karu, Pawanio, Woodasa, was not come on. Any book of you. Go away. Todu ve loka maleve di mitsui de shi. Eri mitsui so the tema patama mitsui mahok phe ne mitsui yaung thin ne ya de pukkul myow ka 4 မျိုးရှိတယ်4ယောက်ရှိအဲ့ဒါမြတ်စွာဘုရားကသင်္ဃာလောဝါဒသုတ်တံမှာသင်္ဃာလသရိုသားကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဟောထားတာလေးတွေရှိတယ်မိတ္တပฏิရူပကရွှေအစ်စ်မဟုတ်ဘူးသို့တော့ကြည့်လိုက်ရင်ရွှေဓုဆိုလို့သောဝနာပฏิရူပကရွှေဓုနော်ကြည့်လိုက်ရင်တော့ရွှေပဲမြင်လိုက်ရတဲ့အခါဝါဝါလေးရွှေတိုင်းပဲသို့တော့အစ်စ်မဟုတ်ဘူးအတုဆိုတာသရံတူတယ်ပေါ့လုံးဝကွဲပြားနေရင်တော့အတုလို့မခေါ်ပါဘူးအတုဆိုတာအစစ်နဲ့တော့တူရမယ်ပေါ့အေးလောကမှာရွှေအစစ်ကိုတုထားတဲ့ရွှေဓုရှိတယ်လို့မိတ်ဆွေအစစ်ကိုတုနေတဲ့မိတ်ဆွေဓုရှိသေးတယ်ဒါတတိထားဆိုတာကိုယ်တိုင်ကလည်းမိတ်ဆွေဓုမဖြစ်စေနဲ့ကိုပေါင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမိတ်ဆွေအတုမဖြစ်စေရဘူးအဲ့တော့မိတ်ဆွေအတုဆိုတာဘာလဲတဲ့မြတ်စွာဘုရားမိတ်ဆွေအတု4ယောက်ကိုဟောထားတာမြတ်စွာဘုရားကသုံးထားတာမိတ်ဆွေအတုလို့ဆိုကြတဲ့ကမိတ်ဆွေမဟုတ်ဘူးတဲ့နော်အတုဆိုတာအစစ်မဟုတ်ဘူးပေါ့နော်အေးမိတ်ဆွေအတုဟာနံပါတ်1ကပါဠိလိုအညဓာတုဟရအညဓာတုဟရဆိုတာမိတ်ဆွေအတုပဲဘာလဲအညဓာတုဟရဆိုတာကိုယ့်ဘက်ကတစ်ဖက်သက်ကိုပေါင်းတဲ့ပုဂ္ဂိုလ်ထံကနေပြီးတော့ဘာဖြစ်ဖြစ်သူကရအောင်ယူတတ်တယ်နော်ဟိုဟာလေးတောင်းမယ်ဒါလေးတောင်းမယ်ဟိုဟာလေးယူမယ်ဒါလေးယူမယ်အမြဲတမ်းရအောင်ယူတတ်တယ်အဲ့ဒါကိုအညတ္တထုဟရသူကယူသွားတာအဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာရှိသေးတယ်တဲ့နည်းနည်းပါးပါးလေးပေးပြီးတော့များများယူသွားတာဟင်းလေးတစ်ခွက်လာပေးပြီးတော့ဆန်တပြည်လောက်ယူသွားတာဒါမဟုတ်ပါဘူးကိုယ်စီကများများယူသွားတယ်သူကပေးတာတော့နည်းနည်းလေးတော့ပေးတယ်အဲ့ဒီလိုပေးမှလည်းပဲများများရမှာဟုတ်အဲ့တော့အညတ္တတုဟရလောကမှာရှိတယ်လူတွေကနည်းနည်းပေးပြီးတော့များများရအောင်ယူသွားတယ်သူကိုယ်တိုင်ဒုက္ခရောက်နေပြီဆိုလို့ရှိရင်အကူအညီရဖို့အတွက်တစ်ဖက်သားကိုသိကျိုးနွန်တယ်တစ်ဖက်သားကိုကျိုးနွန်ပြီးတော့ပေါင်းတဏှာလာအောင်ပေါင်းတတ်တယ်အညတ္တတုဟရမိတ်ဆွေသူဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင်နော်အကိုကြီးအားကိုးပါတယ်အမကြီးအားကိုးပါတယ်နဲ့ဟုတ်လားကြလောက်အောင်ပြောပြီးတော့ပေါင်းတတ်တယ်အညတ္တတုဟရမိတ်ဆွေသူ့အကျိုးသူမျှော်ပြီးတော့အမြဲတမ်းမိတ်ဆွေပေါင်းသင်လုပ်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးအညတ္တတုဟရမိတ်ဆွေလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေဟာမိတ်ဆွေအတုပါတဲ့မပေါင်းနေနဲ့ဝေဝေကရှောင်
ကိုယ်တိုင်လည်းအဲ့ဒါမျိုးမဖြစ်စေနဲ့လို့ဒီလိုပြောတာဗျာနောက်တစ်ခုမိတ်ဆွေကဘာလို့ဆိုဝစီပရမလက်မပါဘူးအပြောလေးကပဲချိုးတယ်ဝစီပရမဆိုတာလောကုတ်လုတ်တတ်တဲ့မိတ်ဆွေမျိုးတဲ့ဒါလောကကြီးမှာအများကြီးရှိပါတယ်သူကလောကုတ်လုတ်တာဗာနဲ့လောကုတ်လုတ်တော့ဆိုရင်အတိတ်နဲ့လောကုတ်လုတ်တယ်အနာဂတ်နဲ့လောကုတ်လုတ်တယ်ဆိုပါစို့အိမ်တိမ်သွားလဲဟာတကယ်ချင်းကွာမင်းနောက်ကျလိုက်တာကွာမနေ့ကလာရင်ငါအိမ်မှာစက်သားဟင်းချက်ထားတာအခုတော့မင်းချင်းရင်ပဲရှိတော့မနေ့ကချက်မချက်တော့မသိဘူးမနေ့ကအဲ့ဒါစက်သားဟင်းနော်ဟိုလူကမစားရဘူးမစားရဝါကမမယ်လေဟောမနေ့ကဟာနဲ့အခန့်တွက်လိုက်တာပဲအဲ့ဒါတခါတလေရန်ဟိုနှစ်ကဟာနဲ့အခန့်လိုက်ငါမနေ့တုန်းကစည်းပွားဖြစ်တုန်းကမင်းမလာဘူးကွာမင်းကိုငါမျှော်လိုက်တာမင်းမလာဘူးခုတော့ငါလည်းဒုက္ခရောက်နေတယ်ကွာဟောမပေးရဘူးလေဒါပေမဲ့ဟိုလူကဝမ်းသာသွားတော့ဒီကောင်ငါပေါ်စေတနာရှိသားပဲလို့တော့ထင်သွားမှာပဲအဲ့ဒါမျိုးဝစီပရမလို့ခေါ်တယ်တဲ့နှုတ်တာပါတာလက်မပါဘူးအနာဂတ်နဲ့အခန့်နဲ့ဆိုတာဘာလဲအေးနောက်နေ့ခါကျတော့မင်းလာခဲ့ဒီချိန်လာခဲ့မင်းလိုချင်တာတွေငါအကုန်ရစေနောက်နေ့ခါသွားရင်တော့ရချင်မှရမှာဒါပဲလို့နောက်နေ့ခါနဲ့ပြောလိုက်တယ်သူကအဲ့ဒါအနာဂတ်နဲ့အခန့်တာလို့ခေါ်တယ်အဲ့ဒီလိုအနာဂတ်နဲ့အခန့်တဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲမိတ်ဆွေအတုဟာတဲ့အစစ်မဟုတ်ပါဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးလည်းသတိထားရမယ်နောက်ပြီးတော့အကျိုးမရှိတာနဲ့လောကုတ်လုပ်တဲ့ဟာလည်းရှိတယ်မိတ်ဆွေတငယ်ချင်းတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်တငယ်ချင်းလာကွာမင်းဝတ်ထားတဲ့အဝတ်ကလည်းမကောင်းဘူးဒီမဲ့ငါဝတ်ထားတာလေငါလည်းဒီတစ်ထည်တည်းရှိလို့ကွာအနှုတ်မို့ဆိုရင်မင်းငါပေးပါလေပေးတော့မပေးဘူးဟုတ်ကဲ့ငါလည်းဒီတစ်ထည်တည်းရှိလို့အနှုတ်ဆိုမင်းငါပေးပါငွေသွားချီလို့ရှိရင်လည်းဟာငါမှဒီနေ့ကြက်နေသေးလို့ကွာအနှုတ်ဆိုရင်ငါမင်းပေးပါလေဟာငါထဲမှာကုံထဲမှာအကုန်မြုပ်နေလို့မင်းငါမပေးနိုင်သေးဘူးကွာဝေကြီးဝစီပရမလို့ခေါ်တယ်တဲ့အဲ့ဒါလို့လုပ်ပြီးတော့တကယ်စိတ်အတွင်းကမပါဘူးစိတ်အတွင်းကမပါဘူးအဲ့ဒါလို့ပုဂ္ဂိုလ်မျိုးမိတ်ဆွေတုဝစီပရမမိတ်ဆွေလို့ခေါ်တယ်ပစ္စုပန်နဲ့ကြတော့အပြက်ကိုပြတယ်ဆိုပါစို့တကယ်ချင်းငါသွားเสียရှိလို့မင်းကားလေးခဏငါစမ်းဟာငါကမင်းလျှော့ပါမကောင်းလို့ကွာဒီနေ့ဝါရှော့ပို့ရတကယ်တော့ကောင်းတယ်ကောင်းရင်လည်းကောင်းနေမှာပေါ့နော်ကားဘာဖြစ်နေလို့ခီးကိုသွားလို့မရသေးဘူးသို့မဟုတ်ငါကဝါရှော့ထိုးထားတယ်ဟုတ်မဟုတ်ပေါ့ပစ္စုပန်မှာအပြက်ပြလိုက်တယ်လေအပြက်ပြလိုက်တဲ့အခါကျတော့မပေးရတော့ဘူးပေါ့အဲ့ဒီလိုပစ္စုပန်မှာအပြက်ပြပြီးတော့လူတစ်ဖက်သားကိုပြောတဲ့မိတ်ဆွေမျိုးဟာဝစီပရမမိတ်ဆွေမျိုးဒါလောကကြီးမှာကြုံရတတ်ပါတယ်ဒါမျိုးတွေအဲ့ဒီမိတ်ဆွေကတော့မိတ်ဆွေတူပါတဲ့မိတ်ဆွေအစ်မဟုတ်ပါဘူးတဲ့နောက်တစ်ခုကတော့အနုပိယဘာနီဆိုတာဘယ်တော့မဆိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေအကြိုက်ကိုလိုက်ပြောတတ်တယ်သူ့အကြိုက်တိုင်းလိုက်ပြောတာကောင်းလဲလိုက်ပြောတာပဲမကောင်းလဲလိုက်ပြောတာအဲ့ဒီမိတ်ဆွေမျိုးကလည်းမိတ်ဆွေတူပဲတဲ့မကောင်းဘူးဘယ်လိုအကြိုက်လိုက်ပြောတာတော့ဆိုလို့ရှိရင်မကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတာပြောလဲအေးကောင်းတယ်နော်ဟိုတစ်ဖက်သားအကြိုက်ကိုလိုက်ပြောတာဘယ်တော့ဖြစ်လဲဟုတ်ကဲ့သမားပေါ့နော်ဘာဖြစ်ဖြစ် yes ပဲသူကတော့အဲ့ဒါလို့အကောင်းဘက်ကနေလိုက်ပြီးတော့ပြောအဆိုးလဲအကောင်းဘက်ကလိုက်ပြောဘယ်ဘက်ဖြစ်ဖြစ်အကောင်းဘက်ကနေလိုက်ပြောမကောင်းမှုတွေလုပ်မယ်ဆိုရင်လည်းဟာကောင်းတာပေါ့ကောင်းတာတွေလုပ်ရင်လည်းဟာကောင်းတာပေါ့ဘယ်ဟာပဲဖြစ်ဖြစ် तू ကြိုက်တာ तू ပြောတဲ့စကားသံတော့လိုက်ပြီးတော့ तू အကြိုက်လိုက်ပြောတတ်တဲ့မိတ်ဆွေမျိုးကလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့
ဒါတွေကိုလည်းလူတွေကပေါင်းသိကြတာပဲဘာဖြစ်လို့လဲကိုယ်သဘောနဲ့အံ့ကြဖြစ်နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူကရှေ့မှာကြတော့ချီးမွမ်းတယ်ရှေ့မှာကြတော့ချီးမွမ်းလူတွေကရှေ့ကြတော့ချီးမွမ်းကြတယ်လေဟုတ်တာပေါ့မင်းသိတော်တာဘာညာနဲ့ဆိုအဲ့ဒီလူရဲ့ထွက်သွားရောမင်းငေါ့ကြရတာဒီကောင်ဒီတိုင်းဒီကောင်ဘယ်ဟုတ်မလဲဒါမျိုးတွေဟောနော်လူနှစ်ယောက်အတင်းပြောနေတယ်မဟုတ်လားအတင်းပြောလို့ရှိရင်သူတို့နှစ်ယောက်တွေ့တဲ့အခါမှာဒီပြင်လူတစ်ယောက်အကြောင်းပြောတာဒီပြင်လူတစ်ယောက်အကြောင်းဟာမကောင်းကြောင်းတွေပြောတော့ရင်နောက်တစ်ယောက်ကထသွားအလုံးဆရာရှိသေးတယ်ပြန်လိုက်အောင်မယ်ဆိုကိုတစ်ယောက်ကဘာလို့မေးထိုးပြီးတော့ကြံရတယ်သူလည်းတူတူပါပဲဟောဒီလူဟာမျိုးတွေတဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါအနုပ္ပိယပါဏိရှေ့တော့ကောင်းတယ်၊ကွယ်ရကြတော့အတင်းပြောတယ်အဲ့ဒါလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့မြတ်စွာဘုရားတတိထားမဲ့ပုဂ္ဂိုလ်မျိုးတွေပဲနောက်တစ်ခုကျတော့နံပါတ် 4ကဘာတော့ဆိုလို့ရှိရင်အပါယသဟာယစီးပွားပြက်ဖို့အတွက်မှာအပေါင်းအသင်းဖြစ်နေတဲ့ပုဂ္ဂိုလ်အပါယသဟာယပစ္စည်းဥစ္စာတွေပျက်စီးဖို့အတွက်အပေါင်းအသင်းနဲ့ဘာတော့ဆိုလို့ရှိရင်ဘီယာဆိုင်သွားမယ်ဖို့ပဲလိုက်မယ်နော်တရားပွဲဆိုရင်တော့မလိုက်ဘူးဘီယာဆိုင်ဆိုလို့ရှိရင်လိုက်မယ်နော်ဘီယာဆိုင်အရက်ဆိုင်သွားမယ်လိုက်မယ်နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက်အဲ့ဒါအပါယသဟာယလို့ခေါ်တယ်နောက်အချိန်မတော်အချိန်တော်လမ်းလေကောင်ထွက်ပြီးတော့လဲဖို့ပတ်ဖို့ခေါ်ရင်လည်းပဲလိုက်မယ်ပဲအဲ့ဒီဘက်မှာကျစိတ်ဝင်စားတယ်ဖရာတော်ကြောင့်တဲ့ကြတော့မလိုက်ဘူးဘာဖြစ်သေးတို့ညာရှိသေးတို့နော်အလုတ်မအားသေးတို့အလုတ်ကတော့ဘယ်တော့မှမအားပါဘူးအလုတ်အားမဆိုရင်တော့မရှိတော့နော်အလုတ်ဆိုတာကိုအားမအားတာလေကိုအားမအားတာနောက်တစ်ခုကသူကဘာလုပ်တော့ဆိုရင်ပွဲလန်းသဘင်သွားကြည့်အောင်လိုက်တယ်ပွဲလန်းသဘင်သွားကြည့်အောင်ခေါ်လို့ရှိရင်လိုက်တယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘယ်နေရာသွားပြီးတော့ချဲထိုးရအောင်နှလုံးဓာတ်ထိုးအောင်ဘယ်နေရာသွားပြီးတော့ဖဲရရအောင်ဆိုလိုက်တယ်အဲ့ဒီလိုကိစ္စမျိုးမှာလိုက်လျောတဲ့အဖော်ပြုတဲ့မိတ်ဆွေမျိုးဟာအပါယသဟာယလို့ခေါ်ပါတယ်အဲ့ဒါတွေကလည်းအပေါင်းအသင်းမိတ်ဆွေအစ်စ်မဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေပေါင်းရင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်မြတ်စွာဘုရားမပေါင်းသင်းရမယ့်မိတ်ဆွေလို့တောင်မြတ်စွာဘုရားကမခေါ်ဘဲနဲ့အမိတ်တရန်သူလို့တောင်သတ်မှတ်တယ်။ဘာကြောင့်ရန်သူလို့သတ်မှတ်တော့ဆိုပျက်စီးဆုံးရှုံးမှုရဖြစ်တာဟုတ်ပထမတော့တွဲနေတာဟုတ်တယ်ရောင်ရှိသို့ပေါ့ကိုယ့်ဘဝပျက်စီးဖို့ပဲဒါတွေကတောက်ဖို့တောက်ဖဲလောင်းကစားဖို့လောင်းကစားပဲအပျော်အပါသွားဖို့သွားပဲဆိုပျက်စီးဖို့ပဲမဟုတ်လားပျက်စီးဖို့ပဲအဲ့ဒါမျိုးအပါယသဟာယလို့ခေါ်တယ်အဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာအများကြီးအဲ့ဒါကိုမြတ်စွာဘုရားကအမိတ်တရန်သူလို့ပဲသတ်မှတ်တယ်မိတ်ဆွေလို့သတ်မှတ်ဘူးပေါင်းလိုက်တဲ့အခါကျတော့၄မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုယ်တိုင်လည်းမဖြစ်သင့်ဘူးကိုပေါင်းတဲ့သင်တဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းဒါမျိုးကိုမိတ်ဆွေလို့မသတ်မှတ်သင့်ဘူးပေါ့လောကလူဆိုတာကတော့ကြုံတွေ့ကြမှာပဲဒါဖြင့်ဗျာဒီလိုမပေါင်းသင့်တဲ့မိတ်ဆွေတွေမပေါင်းသင့်တဲ့မိတ်ဆွေတွေကများနေတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးတပည့်တော်တို့ပေါင်းရမလဲဆိုမြတ်စွာဘုရားပေါင်းရမယ့်ပုဂ္ဂိုလ်တွေကိုဟောထားတာရှိသူဟတ္ထမိတ္တတကယ်ကိုစိတ်ရင်းနှလုံးရင်းကနေကောင်းတဲ့ပုဂ္ဂိုလ်မျိုးသူဟတ္ထကောင်းစိတ်နှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်သူဟတ္ထလို့ခေါ်တယ်စိတ်နှလုံးကောင်းရှိတဲ့မိတ်ဆွေဘာလို့နံပါတ် 1ကဥပကာရမိတ်ဆွေတဲ့ကျေးဇူးပြုတတ်တဲ့မိတ်ဆွေကိုယ့်ရဲ့အပေါင်းအသင်းတစ်ယောက်ဟာဆိုပါစို့အရက်သေးစာတောက်ပြီးမူးမေ့နေရင်တောင်မှပဲအရက်မူးပြေသည်ထိအောင်သူ့အန္တရာယ်မဖြစ်အောင်စောင့်ရှောက်ပေးတယ်တဲ့ဟောမကောင်းတာလုပ်တာတောင်စောင့်ရှောက်ပေးတာနော်မိတ်ကောင်းဆွေကောင်းကအဲ့လိုသူ့ပစ္စည်းတွေအထိန်သိမ့်မရှိဘူးဆိုလို့ရှိရင်မြင်တာနဲ့သိမ့်ပေးတယ်
ကူညီပေးတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကဥပကာရကျေးဇူးပြုတဲ့ပုဂ္ဂိုလ်မျိုးတစုံတစ်ခုဘေးရန်ကြုံလို့ကိုမိတ်ဆွေကိုပေါင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသိကြောက်လန့်နေလို့ရှိရင်လည်းအားပေးစကားပြောတယ်ကိစ္စရှိလို့ရှိရင်လည်းဝိုင်းကူပြီးတော့ဆောင်ရွက်တယ်ငွေကြေးတနာလိုတာကစပြီးတော့အကူအညီထောက်ပံ့ပေးတယ်အဲ့ဒီလိုမိတ်ဆွေမျိုးကြတော့ဥပကာရမိတ်ဆွေစစ်ပါတဲ့ဒါလောကကြီးပွားရေးအတွက်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးပေါင်းတင်ရမယ်တဲ့နောက်မိတ်ဆွေတစ်ခုကဘာလို့ဆိုတမာနဒုက္ခဒုက္ခတမာနဆိုတာတူညီသောဒုက္ခဒုက္ခချမ်းသာဆင်းရဲချမ်းသာလည်းအတူတူပဲဆင်းရဲလည်းအတူတူပဲနော်အဲ့ဒီလိုတူညီတဲ့စိတ်ထားရှိတဲ့မိတ်ဆွေခုခေတ်ပြောကြတယ်မဟုတ်လားအေးအတူပူအမြနော်အေးအတူပူအမြချမ်းသာရင်လည်းတို့အတူတူပဲဆင်းရဲရင်လည်းအတူတူပဲမခွဲမခွာတူတူအကျိုးပြုပြီးတော့နေကြတဲ့မိတ်ဆွေမျိုးတွေကိုတမာနဒုက္ခဒုက္ခလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေမျိုးကကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုလည်းပဲအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပြောတယ်ကိုယ့်ရဲ့လျှို့ဝှက်ချက်တခါတလေလျှို့ဝှက်ချက်ဆိုတာသူကနှုတ်ထဲကထုတ်မပြောရလို့ရှိရင်မနေနိုင်လောက်အောင်ဖြစ်တယ်အဲ့တော့ထုတ်ပြောရမှာဆိုလို့ရှိရင်အဲ့ဒီလိုမိတ်ဆွေမျိုးမှပြောတဲ့တယ်ပေါ့သူ့ရဲ့လျှို့ဝှက်ချက်ကြတော့လေလျှို့ဝှက်ပြီးတော့ပေးတယ်အပြင်ကိုမပေါက်ကြအောင်ထိမ့်ပေးတယ်ပေါ့ဒုက္ခကြုံလာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူးတဲ့ခုနကဝက်ဝင်ကြီးကမှားသွားတဲ့ပုံပုံမျိုးပေါ့ဒီလိုလူမျိုးမပေါင်းနဲ့ဆိုတာမျိုးဒုက္ခကြုံလာလို့ရှိရင်စွန့်ပစ်သွားတဲ့ပုံပုံမျိုးမဖြစ်ရဘူးတဲ့နောက်ကိစ္စဝိစ္စတွေ့လာလို့ရှိရင်ကိုယ်တိုင်ကအသက်ဆွန့်ပြီးတော့ကာဝယ်ပေးတယ်အဲ့ဒီမိတ်ဆွေမျိုးကတော့တမာနဒုက္ခဒုက္ခမိတ်ဆွေလို့ခေါ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်အပေါ်မှာရှင်အာနန္ဒာဟာညီကိုလည်းဖြစ်တယ်အင်မတန်မှလည်းဘုရားပေါ်မှာတန်ရောစဉ်ကြီးတယ်အလုံးကြားဖို့ကြလိမ့်မယ်ဒေဝရရဲ့အစီအမံရအစတတမင်းကြီးကနာလာဂိရိဆိုတဲ့ဆင်စိုးကြီးကိုအရက်တွေတိုက်ပြီးတော့ဘုရားဆုံးကံဝင်လာတဲ့လမ်းကြားတဲ့ကိုမောင်းလွှတ်လိုက်တာဘလောက်အန္တရာယ်ကြီးတယ်ဆိုတာစဉ်းစားကြည့်နော်တိမ့်စရာမရှိဘူးအဲ့ဒီလမ်းကြားတဲ့ကိုဒီဆင်စိုးကြီးကိုအရက်တွေတိုက်ပြီးတော့မောင်းလွှတ်လိုက်တာဘုရားနဲ့တန်ဃာတွေကလည်းကြွလာတယ်ဆင်ကြီးကလည်းကြည့်နှာမောင်းကြီးမြောက်ပြီးအော်ဟစ်ပြီးတော့အမီးကြီးကုတ်ပြီးတော့ပြေးလာတယ်သူရှိမှတွေ့တဲ့ပုဂ္ဂိုလ်တော့မသက်သာအဲ့ဒီအချိန်မှာရှင်အာနန္ဒာမထေရနောက်ကနေပြီးဘုရားနောက်ကပါလာတာဘုရားကိုထိမှဆိုလို့သူကိုယ်တိုင်ရှေ့ကနေပြီးတော့ပြေးတက်လိုက်တယ်သူ့အသက်ဆုံးတယ်ကဲအဲ့ဒီအချိန်မှာဆိုဘလောက်အရေးကြီးတဲ့အချိန်လဲနော်မြတ်စွာဘုရားအနီးရောက်လာပြီးအဲ့ဒီအချိန်မှာရှင်အာနန္ဒာကသူ့ပဲဆင်စိုးကြီးကထိုးပါစေဆိုပြီးတော့သူ့အသက်ကိုစွန့်ပြီးတော့ဘုရားရှိခိုးသူကဝင်ရက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကမဟုတ်ဘူးအာနန္ဒာပြောလည်းမရဘူးသူရှေ့ကနေအတင်းရတယ်နောက်မှမြတ်စွာဘုရားကတကူတော်နဲ့ဖယ်လိုက်ရတယ်ရှင်အာနန္ဒာဖယ်ခိုင်းလို့မရဘူးနော်ဘာလို့ဆိုရင်ဒါဒုက္ခကြုံလာလို့ရှိရင်အသက်စွန့်စိတ်ဓာတ်ကအသက်စွန့်ဘုရားကိုတော့မထိစေရဘူးငါကာကွယ်မယ်ဆိုတဲ့အနေနဲ့အသက်စွန့်နော်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာတမာနဒုက္ခဒုက္ခမိတ်ဆွေစစ်လို့ခေါ်ပါတယ်မိတ်ဆွေစစ်လို့ခေါ်တယ်သက်စွန့်နောက်မိတ်ဆွေတစ်ခုကဘာလို့ဆိုရင်အထက်ခါကြီးအကျိုးစီးပွားကိုဟောပြောပြသရတဲ့မိတ်ဆွေဆရာသမားလိုမိတ်ဆွေမိတ်ကောင်းဆွေကောင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ့်ရဲ့မိတ်ဆွေတယောက်ဟာမကောင်းတာလုပ်နေလို့ရှင်ဟာမလုံးနဲ့တားတယ်မရရအောင်တားကောင်းတာလုပ်ဖို့အတွက်လည်းပဲသူကအားပေးတယ်တိုက်တွန်းတယ်အထက်ခါကြီးမိတ်ဆွေဒီနေရာမှာဂတိကာရတုတ်ထဲကဂတိကာရဆိုတဲ့ဩရိန္တိကြီးနဲ့ဇောတိပါဠလို့ခေါ်တဲ့ဘေးဒကျမ်းဂန်တတ်တဲ့ပညာထက်ပုံနာ
ဗီရကျမ်းကတတ်တဲ့ဇောတိပါဠဆိုတဲ့အမျိုးသားနဲ့ဂတိကာရဆိုတဲ့အိုရင်းတယ်ကြီးတို့ကမိတ်ဆွေဖြစ်နေကြတာသူတို့အမတန်မှယဉ်နှီးတယ်အမတန်ယဉ်နှီးတယ်ဂတိကာရဆိုတာကကတ္တဗမြတ်စွာဘုရားရဲ့ဥပဒကာကြီးသူကအနာဂံအလုံးကြားဖို့ရလိမ့်မယ်အဲ့ဒီအနာဂံဂတိကာရကြီးကပဲဘုရားအလောင်းတောထွက်တဲ့ကသူကဗြဟ္မပြေရောက်နေပြီလေဗြဟ္မပြေရောက်တော့မြတ်စွာဘုရားအလောင်းတောထွက်တဲ့အခါကျတော့ဘုရားကိုကြာသင်္ကန်းလာကတ်တဲ့ဆိုမဟုတ်လားကြာသင်္ကန်းဆိုတာခဏိခေတ်တော့ကြာရိုးကိုမြင်ပြီးတော့ရက်ထားတာကိုကြာသင်္ကန်းလို့ခေါ်တာဘုရားလာကတ်တဲ့ကြာသင်္ကန်းကကြာရိုးကရက်ထားတယ်လို့မဆိုဘူးကဘာဥကကြာဘူးကြီး၅ခုကဘာပြုတ်ရေပြင်ကြီးပေါ်မှာပေါက်လာတဲ့ကြာဘူးကြီး၅ခုအဲ့ဒီကြာဘူးကြီး၅ခုထဲမှာတဖူးတဖူးမှာပြိခရာ၈ပါးစီပါတယ်ဖျား၅စုပွင့်မယ်ဆိုတဲ့အထိမ်းမှာအဲ့ဒီကြာဘူးတဲကပြိခရာ၈ပါးကိုယူပြီးတော့ဗြဟ္မပြေမှာတိမ့်ထားတာအဲ့ဒါကိုလာကတ်တာနော်အဲ့ဒါကိုကြာသင်္ကန်းလို့ခေါ်တာအဲ့တော့ကြာရိုးကိုမြင်ပြီးတော့ရက်ထားတဲ့ကြာသင်္ကန်းမဟုတ်ဘူးခဏခေတ်မှာဆိုလို့ချင်းကြာသင်္ကန်းဆိုပြီးတော့နော်ကြာသင်္ကန်းဆိုပြီးတော့10 သိန်း15 သိန်းလောက်ရှိလားမသိပါဘူးရှိတယ်ကြာသင်္ကန်းဆိုပြီးမုံမြက်မြက်လောက်ကြဘာလို့ခုနကကြာရိုးတွေကနေပြီးတော့ရက်ပြီးတော့လောက်တာကြာသင်္ကန်းမြတ်စွာဘုရားအလောင်းကိုကတ်တဲ့ကြာသင်္ကန်းကတော့ကြာဘူးတဲ့ကရတဲ့သင်္ကန်းပါအဲ့ဒီကြာသင်္ကန်းလာကတ်တဲ့ဂတိကာရဆိုတာကတ္တဗမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဂေါတမမြတ်စွာဘုရားအလောင်းကဇောတိပါဠဆိုတဲ့ပညာတတ်ဗြဟ္မဏဖြစ်တယ်ဂတိကာရဗြဟ္မာကြီးကအဲ့ဒီတုန်းကဂတိကာရလို့ဆိုတဲ့အိုးလုတ်ပြီးတော့အသက်မွေးတာအိုးဖုတ်ပြီးတော့အသက်မွေးတာအိုးရင်းတယ်လို့ခေါ်တယ်ရှေးတုန်းကအိုးရင်းတယ်ဆိုတာအိုးဖုတ်သမားပေါ့အိုးလုတ်သမားပေါ့အိုးလုတ်ပြီးတော့အသက်မွေးတာတော်ရင်းနှီးတဲ့တငယ်ချင်းဖြစ်တော့ဂတိကာရဇောတိပါဠကိုခေါ်တယ်တငယ်ချင်းဇောတိပါဠဖះเจ้าတော့သွားရအောင်ဖះเจ้าကအနီးနီးလေးပဲဖះเจ้าသွားပြီးတော့ဖះကိုနဲ့ဖះစီကတရားနာရအောင်လို့ခေါ်တာဇောတိပါဠဘာပြောတော့တငယ်ချင်းဒီကတုံးနေစီသွားလို့ဘာရမှာကတုံးနဲ့တော့ခေါ်တာမုံတကဖះစီသွားဖို့ခေါ်တယ်ဟိုလူကမလိုက်ဘူးအဲ့ဒါတော့စဉ်းစားကြည့်နော်တရားပွဲခေါ်လို့လည်းလိုက်ချင်မလိုက်ပါနော်အဲ့ဒီမလိုက်တဲ့လူကဘယ်သူတုံးဆိုတာဂေါတမမြတ်စွာဘုရားရဲ့အလောင်းအဲ့ဒီချိန်တော့ဇောတိပါဠဆက်ပုံနော်မလိုက်ဘူးဘာဖြစ်လို့ဖះနဲ့ဝေးနေတာတော့သူကိုယ်တိုင်ဖះဖြစ်မဲ့ပုဂ္ဂိုလ်ဖြစ်တဲ့နဲ့ဘာလို့ဝေးနေတာတော့လောလောဆယ်သူ့ရဲ့ပတ်ဝန်းကျင်ကဖះတရားမကြည်ညိုတဲ့အမျိုးမှဖြစ်နေတာဟုတ်ဒါလည်းတတိထားနော်တခါတရံကိုယ်တိုင်ကမယိုးဖလားမိကောင်းဖခင်သာသမီဖြစ်လို့တရားတရားလေးအထိုက်တဲ့ရှိနေတာကိုအထင်မကြီးနေနဲ့ဒီဘဝမှာအခိုင်အမာမတိဆောက်ဘူးဆိုလို့ရှိရင်နောက်ဘဝဟာလွယ်လွယ်ကူကူလေးနဲ့ပြောင်းလဲသွားမှာဒီစိတ်ဓာတ်ကလေးတွေအဲ့ဒါကြောင့်သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီမှန်ကန်တဲ့စိတ်ဓာတ်ကလေးတွေကိုခိုင်ခိုင်မာမာတိဆောက်ထားဖို့လိုအပ်တယ်ဒသနမူလိကတတ္တာအတိညာကိုအခြေခံတဲ့သရတရားသောတပတ္တိမက်လို့ခေါ်တယ်အတိညာကိုအခြေခံတဲ့သရတရားမျိုးရအောင်တိဆောက်ထားမှသာမြဲတယ်လို့မဆိုရင်မမြဲဘူးကြည့်ဘုရားအလောင်းကတ္တဗဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားအလောင်းနော်ဘုရားကြောင့်ခေါ်တော့ဗာပြောမလိုက်ချင်ပါဘူးတဲ့ဒီကရုံးရုပ်တွေစီဟောဒီလိုပြောတာအဲ့ဒါနဲ့တငယ်ချင်းလှုပ်တဲ့လူကလည်းတော်တယ်ဒါဖြင့်တငယ်ချင်းကြောင်းမသွားဘူးဆိုရင်ဒီနာတို့မြစ်သွားပြီးရေချိုးအောင်ရေချိုးအောင်ဆိုအလွယ်တကူလိုက်သွားခုခေတ်လည်းတူတူပဲစားတော့ဆိုင်သွားအောင်ဆိုလိုက်မယ်နော်ခေါင်းသီးသွားရအောင်ဆိုလဲလွယ်လွယ်ကူကူပဲနော်လက်ဖိတ်ဆိုင်သွားအောင်ဆိုရင်ရောမလိုက်ပေဘူးလားတရားပွဲသွားရအောင်ကျောင်းသွားရအောင်ဆိုရင်တော့မအားသေးဘူးအလုံးမအားသေးလို့ဒီနေ့ဒီလိုတွေရောမတွေ့ရဘူးလားတွေ့ရတယ်ဒါအပြစ်ပြောစရာမဟုတ်ဘူး
ဘာဖြစ်လို့တော့ဆိုတော့တတ္တဝါတွေရဲ့စိတ်ဓာတ်ကိုကဒီလိုရှိတာအဲ့တော့ဒီလိုရှိတာကိုတချို့ကထင်သေးတယ်တို့ကတော့ပါရမီနုနေသေးလို့နောင်ပါရမီရင့်လာရင်ဖြစ်လိမ့်မယ်လို့ဒီလိုထင်တာမဖြစ်ဘူးဘယ်တော့မှလည်းရင့်လာမှာမဟုတ်ဘူးခုတည်းကမလေးကျင့်လို့ရှိရင်ဘယ်တော့မှရင့်လာမှာမဟုတ်ဘူးပြောကြတယ်မို့လားလက်ဖန်ဆိုရင်သိနောက်ကျသွားပြီ tomorrow will be too late အဲ့တော့နောက်ဘဝဆိုရင်သိနောက်ကျသွားပြီဒီအခြေအနေမျိုးကိုရကြမှာရမှာရထားတဲ့အခြေအနေခေါင်းလေးမှာကိုလို့ဆရာရှိတာတွေကိုပြီးပြီးပြင်းပြင်းဖြစ်အောင်အခိုင်အမာဖြစ်အောင်တည်ဆောက်ထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်သာသနာတော်နဲ့လည်းကြုံတွေ့နေတယ်ဘုရားတရားတွေလည်းနာယူခွင့်ရနေတယ်ဒီချိန်လေးမှာဟိုကိစ္စဒီကိစ္စအကြောင်းပြပြီးတော့မလုံးမိဘူးဆိုလို့ရှိရင်ဒီဘဝဝေးတာတဲ့နောက်ဘဝကျပိုဝေးသွားမှာနီးလာမယ်လို့တော့မအောင်မေ့နေနဲ့ဝေးသွားဖို့ပဲရှိတယ်ဘုရားလောင်းအရက်မှာရည်တောင်ဘုရားကြောင့်ခေါ်လို့မရဘူးနော်အဲ့ဒါနဲ့တန်ငယ်ချင်းဆိုတာကောင်းတဲ့ဘက်ကိုမရရအောင်ခေါ်တယ်သူကကဲရေချိုးသွားရအောင်ဆိုလိုက်တယ်အဲ့ကြတော့လွယ်လကူနဲ့ပဲရေသွားချိုးတယ်နေအောင်သားရေပါချိုးပြီးတဲ့အခါကျရစ်စိတ်ကနေတက်လာအဲ့ဒီတက်တဲ့အခါကျတော့ဂတိကာရကပြောပြန်တယ်တန်ငယ်ချင်းဇောတိပါလားဟောမယ်ဘုရားကြောင့်ဒီနားလေးပဲနီးနီးလေးတို့သွားရအောင်လိုက်ခဲ့ဘာလို့လိုက်မှာမလိုက်ဘူးဆိုတော့ဟိုလူကနောက်တစ်ခါထပ်ပြောတယ်မဟုတ်ပါဘူးတန်ငယ်ချင်းဟာဘုရားကြောင့်သွားရအောင်ပါလိုက်ခဲ့ပါလို့ဆိုမလိုက်ဘူးမင်းမလိုက်လို့မရဘူးဆိုပြီးပစိုးသားဆွဲကြိုင်တယ်အဲ့ကြတော့မရဘူးလိုက်မယ်လိုက်ရအဲ့ဒါလဲဟိုလူကလက်ကိုတွန်းပြီးတော့ပစိုးသားယုံတယ်မလိုက်ဘူးတဲ့နောက်တစ်ခါထပ်ခေါ်တယ်ထပ်ခေါ်တဲ့အခါကျတော့ဂတိကာရဥရိနေကြီးကခွန်အားဗလာလည်းအမတန်ကောင်းတာဇောတိပါဠိရဲ့စတုံးကိုဆွဲပြီးတော့တငယ်ချင်းမင်းလိုက်မှလားမလိုက်ဘူးလားသပင်ဆွဲခေါ်တော့တာအဲ့ကြတော့နော်အဲ့သပင်ဆွဲခေါ်တဲ့အခါကျတော့ဟိုလူကလည်းစိတ်ဓာတ်ဘုရားလောင်းဆိုတော့စိတ်ဓာတ်အမတန်ကောင်းတယ်ဘုရားလောင်းတွေကစိတ်မယုံပါဘူးမယုံပါဘူးအထင်မြင်လေးတော့သူတို့မှားခြင်းမှားနေလိမ့်မယ်စိတ်ယုံမှမရှိဘူးအတွေးလည်းမလွဲတတ်ဘူးဘုရားလောင်းတွေကအဲ့ဒါဟာဘုရားလောင်းရဲ့စိုက်တတ္တိပဲသပင်ဆွဲခေါ်တဲ့အခါကျတော့ကြံတဲ့လူဆိုရင်ရံဖြစ်တော့မှာပဲမဟုတ်လားမင်းငါသပင်ဆွဲရမလားမင်းစော်ကားလားကြီးလားဆိုပြီးတော့အဲ့ဒီနေရာတွေမဲ့ရံပွဲဖြစ်တော့မှာသူကဘယ်လိုစဉ်းစားလိုက်တုံးဆိုအိုးထင်းတယ်ဆိုတာဗြဟ္မဏတွေနဲ့စားလို့ရှိရင်အမတန်ဇတ်ကနေနေပေါ့အိန္ဒိယမှာဒါဇတ်နေလို့ခေါ်တယ်ဇတ်နေဆိုရင်အန်တက်ချေးပေါ်ထိတောင်မထိရဘူးသူတို့ကအခုလိုသပင်ကင်ဖို့ဆိုတာအမတန်အဝေးကြီးအဲ့တော့သူ့စိတ်ထဲမှာဘယ်လိုတွေးတုံးဆိုငါသပင်တောင်ဆွဲခေါ်တယ်ဆိုတော့တကယ်ကိုအကျိုးရှိလို့ဖြစ်လိမ့်မယ်ငါတငယ်ချင်းကသူတွေးပုံကအဲ့လိုတွေးတာနော်မှန်ကန်တဲ့အတွေ့ငါတငယ်ချင်းကငါ့ကိုဒီလောက်ထိအောင်စွတ်ဒီလိုငါသပင်တောင်ဆွဲခေါ်တယ်ဆိုတာဟာတာမန်တော့မဟုတ်ဘူးတကယ်အကျိုးရှိလို့ဖြစ်လိမ့်မယ်ဆိုတော့တငယ်ချင်းမင်းငါသပင်တော့မဆွဲနဲ့လွတ်ငါလိုက်မယ်ဆိုပြီးလိုက်သွားဘုရားစီလည်းရောက်ရောဘုရားကတရားဟောတယ်သတ္တဝမြတ်စွာဘုရားတရားဟောတဲ့အခါကျတော့ဘုရားတရားဟောလိုက်တဲ့အခါကျတော့လေညာမတန်ထက်တဲ့ပုဂ္ဂိုလ်ဆိုတခါတည်းသဘောပေါက်သွားတာအိမ်ကိုမပြန်တော့ဘူးဘုရားစီကနေဆင်းလာတဲ့အခါကျတော့ဂတိကာရကိုပြောတယ်တကယ်ချင်းမင်းဒီတရားတွေနားနေရတဲ့နဲ့မင်းဘာဖြစ်လို့သင်္ကန်းမို့ထားတော့သူကမေးတယ်ဇောတိပါလားတကယ်ချင်းမင်းဘာလို့သင်္ကန်းမို့ထားတော့ဆိုတော့ဂတိကာရပြန်ပြောတယ်တကယ်ချင်းနဲ့မင်းလည်းအတိပဲတဲ့ငါမှအဖေအိုအမေအိုနှစ်ယောက်ရှိတယ်သူတို့ကမျက်စိလည်းမမြင်ကြဘူးငါမလုပ်ကြွေးရင်ဘယ်သူလုပ်ကြွေးမှာတော့အမေအဖေတွေလုပ်ကြွေးဖို့အတွက်ငါသင်္ကန်းမောနိုင်တာပါပြောတဲ့အခါကျအေးအဲ့ဒါဆိုလို့ရှိရင်လည်းဟုတ်တယ်ငါကတော့အိမ်မပြန်တော့ဘူးကွာသင်္ကန်းဝတ်တော့မယ်ချက်ချင်းပဲဆုံးဖြတ်ပြီးတော့ဘုရားစီပြန်ဝင်ပြီးရဟန်းဖြစ်ခွင့်တောင်းတာအဲ့ဒီဘဝမှာဘုရားလောင်းကရဟန်းဖြစ်သွားပါတယ်ကောရမမြတ်စွာဘုရားလောင်းအဆိုရှိတယ်မို့လားဗျာဒိတ်ခံခဲ့တာ24စုရှိတယ်ထင်မယ်ဘုရားယဟန်ဖြစ်ခဲ့တာ9ချိန်ပဲရှိတယ်လို့ပြောကြတယ်နော်9ခါပဲဘုရားဖြစ်ယဟန်ဖြစ်ခဲ့တယ်တဲ့ဘုရားနဲ့တွေ့တဲ့အခါပေါင်းဟာ24ချိန်တွေ့ခဲ့တယ်ပေါ့
ဖျား24စုနှစ်ချိတ်8စုလို့ခဏပူဇော်နေကြတာအဲ့ဒီဟာကိုရည်ညွှန်းတာမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားအလောင်းဗျာဒိတ်ခံခဲ့တာက24စုအဲ့ဒီထဲမှာဂေါရမမြတ်စွာဘုရားထည့်လိုက်တဲ့အခါကျတော့25စုမဖြစ်ဘူးလားအဲ့ဒီ25စုထဲမှာဘာထပ်ထည့်လိုက်တုံးဆိုတော့ဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာတဲ့ပွင့်တဲ့ဘုရား3စုရှိတယ်တနှင်္ကရာတဲ့တရနှင်္ကရာတဲ့မေထင်္ကရာတဲ့ဒီပင်ကရာမြတ်စွာဘုရားအရင်ကတကဘာထဲမှာပွင့်တဲ့ဘုရား3စုကိုထပ်ထည့်လိုက်တဲ့အခါကျတော့2ချိတ်8စုဖြစ်တာပေါ့အဲ့ဒါ2ချိတ်8စုကိုးကွယ်တယ်ဆိုတာအဲ့ဒါအဓိကကတော့ဂေါရမဘုရားအလောင်းဗျာဒိတ်ခံခဲ့တဲ့ဘုရားတွေပဲချက်ချင်းပဲဘုရားအလောင်းများဟာကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်ဘယ်တော့မှတွန့်ဆုတ်မှုမရှိဘူးဒီလိုစိတ်ဓာတ်မပြင်းထန်တဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့လိုမဖြစ်ဘူးသုသာတောင်းနေပေမဲ့လို့တကယ်လုပ်ရမယ်ဆိုလို့ရှိရင်ယွန်းတွန့်တွန့်ဖြစ်တတ်သေးတယ်အဲ့ဒါဘာလို့ဆိုရင်ဆန္ဒကလည်းအဓိပတိမတတ်ဘူးဝိရိယကလည်းအဓိပတိမတတ်ဘူးစိတ်ဓာတ်ကလည်းအဓိပတိမဖြစ်ဘူးအသိဉာဏ်ကလည်းအဓိပတိမဖြစ်ဘူးသင်္ကစားဆရာတော်ဘုရားကြီးရဲ့စကားပုံအဖြစ်ရေးထားတဲ့ကြံထဲမှာကြားဖို့ကြပါလိမ့်မယ်လူတွေဟာမန္တလေးကဖြစ်တဲ့ပုံဝတ္ထုလေးတစ်ခုပေါ့ဈေးတောင်ကကိုမောင်တဲ့သူ့နာမည်မန္တလေးဘုရားကြီးသွားပြီးနေစဉ်ဘုရားရှိခိုးအော်ကြီးဟစ်ကျဆုတောင်းနိဗ္ဗာန်မြတ်ဖို့ကိုရက်တူတူနဲ့ရပါရစေသူကရက်တောင်အရှိမလို့ခြင်းဘူးနော်နိဗ္ဗာန်မြတ်ဖို့ရက်တူတူနဲ့ရပါရစေနေတိုင်းအော်ပြီးဆုတောင်းတာဆုတောင်းတဲ့အခါကျတော့တနေ့ကျတော့တငယ်ချင်းတယောက်ကဒီကောင်တဲပြီးတော့နိဗ္ဗာန်ဆုတောင်းမှလားတကယ်သွားကျင်လားငါစုံစမ်းအောင်မယ်တဲကြတော့အဲ့ဒါတရားမင်းအဝတ်အစားတွေဆိုင်ကနေငှားလာပြီးတော့သူကကြိုတင်ရောက်ပြီးတော့ဘုရားနောက်ကကွဲနေတာခိုးလူကနေပြီးတော့ဘုရားပါရှ िख ိုးပြီးတော့ကျဲလောင်နဲ့ဆုတောင်းလိုက်ရောတရားမင်းအောင်ဆောင်ထားတဲ့တကယ်ချင်းကထွက်လာတယ်ဟဲ့ငမောင်ငါတရားမင်းနိဗ္ဗာန်ဆုတောင်းနေတာကြာပြီအဲ့တော့ငါလဲနတ်ပြည်ကအလုပ်ကိစ္စတွေနဲ့မအားလို့မလာရဘူးဒီကနေ့တော့မင်းကနိဗ္ဗာန်ပို့ပေးဖို့အခုဆင်းလာခဲ့ပြီကဲလာသွားကြစို့နိဗ္ဗာန်ဆိုတော့ကြောင်ကြည့်နေတယ်တရားမင်းကြီးအခုလိုက်ရမှာလားဟာအခုလိုက်ရမှာအိမ်ပြန်ပြီးတော့ပြောဦးမှဖြစ်မှာအိမ်ကလူတွေကတော့ကြဘယ်သွားမှမသိအိမ်ပြန်မရစေအိမ်ပြန်အိမ်ကမျိုးသမီးနဲ့သွားတိုင်ပင်အောင်မှဖြစ်မှာဆိုတော့သွားတိုင်ပင်မင်းက9ရက်ပဲခွင့်ပေးမယ်နော်အများကြီးခွင့်မပေးနိုင်ဘူးနိဗ္ဗာန်ဆိုတာအမတန်ရောက်ရခဲ့ဗျာအိမ်ပြန်သွားတဲ့တောင်းပတ်မှန်နဲ့အိမ်ပြန်ရောက်တဲ့ခါကျတော့အိမ်ကအမျိုးသမီးနဲ့စကားပြောငါဒီလိုပဲဆူတောင်းတာခဏတော့ဆူတောင်းကြည့်ပြီတရားမင်းကအဲ့ဒါနိဗ္ဗာန်ကိုလိုက်ခဲ့လို့ခေါ်သွားတယ်ငါဘယ်လိုလုပ်ရဆိုတော့အမျိုးသမီးကတွန်းတာပေါ့အမလေးရှင်ဆူတောင်းပြေးတာပဲတရားတောင်လားခေါ်မှလိုက်သွားပေါ့ဘာလို့ပြန်လာဟာနင်တယောက်တည်းဖြစ်ပါမလားဖြစ်ပါမလားနော်မဖြစ်တာကသူဖြစ်နေအဲ့တော့စဉ်းစားမနေနဲ့ရှင်လိုက်တာသွားနင်စဉ်းစားအောင်နော်မဲဘာမှမစဉ်းစားဘူးနင်မစဉ်းစားလဲငါတော့စဉ်းစားရအောင်မလို့ပြောတယ်အဲ့ဒါမျိုးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ဆန္ဒကမပြတ်တာလေကြည့်ဇောတိပါဠဘုရားအလောင်းကြတော့ချက်ချင်းပဲဆုံးဖြတ်လိုက်တယ်အိမ်မပြန်တော့ဘူးချက်ချင်းသင်္ကန်းဝတ်တယ်သူကသဗ္ဗဘုရားစီခေါ်တော့လည်းသူမလိုက်ချင်ဘူးလိုက်လာပြီးတဲ့အခါတရားဓမ္မနဲ့သိလိုက်ရောချက်ချင်းဆုံးဖြတ်ပြီးချက်ချင်းသင်္ကန်းဝတ်သွားတယ်ဒီနေရာမှာပြောလို့ရင်ကတော့ကြည့်ခုနကမိတ်ဆွေဆိုတဲ့နေရာမှာအမတန်မှအရေးကြီးတဲ့မိတ်ဆွေဂတိကာရအိုးရင်းတယ်ကြီးဟာတကယ်ကိုမိတ်ဆွေအစ်စ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီဘုရားလောင်းဇောတိပါဠပုံနာကိုဘုရားစီမရောက်အောင်သူခေါ်သွားတာနော်ကိုယ်တိုင်ကမိတ်ဆွေဖြစ်ဂတိကာရကလည်းမိတ်ဆွေဖြစ်တယ်ဇောတိပါဠကလည်းမိတ်ဆွေဖြစ်တယ်နှစ်ဦးစလုံးမိတ်ဆွေဖြစ်ကြသည့်အတွက်ကြောင့်အကျိုးရှိတာဖြစ်သွားတယ်ပေါ့အဲ့ဒါကိုပြောတာနော်တိုက်တွန်းနေကောင်းတဲ့ဘက်မှာတိုက်တွန်းပေးတယ်
အသေးစမ်းနေဟောပြောပေးတယ်ကောင်းရာပုံကိုရောက်အောင်ပြောပေးတယ်အထက်ခါယူနောက်ဆုံးမိတ်ဆွေတစ်ခုကတော့ဘာလို့ဆိုအနုကံပကတဏှာဆောင်ရှောက်တတ်တဲ့မိတ်ဆွေတဲ့တဏှာဆောင်ရှောက်တတ်တယ်ဆိုတာကိုယ်မိတ်ဆွေအပေါင်းအသင်းတယောက်ပျက်စီးနေပြီဆိုရင်စိတ်ထဲမှာဝမ်းမသာလူတွေကတစ်ဖက်သားပျက်စီးရင်ကြိတ်ပြီးဝမ်းသာတတ်တယ်နော်ဗဇက်ကသာဝမ်းမသာဘူးပြောပြီးမယ်ကြိတ်ပြီးဝမ်းသာတတ်တယ်ကြီးပွားတိုးတက်နေရင်လည်းတကယ်ကြိုက်တယ်ပေါ့နှစ်သက်တယ်ဆိုလိုတာကအိတ်သာမရှိဘူးမစ္စရိယမရှိဘူးမုဒိတာရှိတယ်လို့ဒီလိုပြောတာကိုမိတ်ဆွေရဲ့အပြစ်ကိုတစ်ဖက်သားကပြောလို့ရှိရင်မပြောဖို့တားတယ်ကိုမိတ်ဆွေတယောက်ကကိုရဲ့မိတ်ဆွေရဲ့ဂုဏ်ကျေးဇူးတကားကိုပြောတယ်ဆိုရင်ဖြည့်ဆွက်ပြီးတော့သူကပြောပေးတယ်ဒီလိုတချို့ကြတော့ချီးမွမ်းစကားပြောလို့ရှိရင်မကြိုက်နိုင်ဘူးမကြိုက်နိုင်တဲ့အခါကျတော့မင်းသိတာကဒါလေးကိုကွာမင်းမသိတာလေးရှိသေးတယ်လို့ဘာလို့ညာလို့နဲ့ထည့်လိုက်သေးတာပဲအဲ့တော့မိတ်ဆွေစစ်ဆိုတာမျိုးကြတော့တကယ်ကိုကိုယ့်ရဲ့မိတ်ဆွေပေါ်မှာတဏှာဆောင်ရှောက်တတ်တယ်ပေါင်းလိုက်တဲ့အခါကျတော့ဥပကာရလို့ခေါ်တဲ့ကျေးဇူးပြုတတ်တဲ့မိတ်ဆွေတမာနဒုက္ခဒုက္ခဆိုတဲ့အေးအတူပူအမျှဆိုတဲ့မိတ်ဆွေတွေအထက်ခါကြီးကောင်းကျိုးချမ်းသာတွေကိုဟောပြောပေးတတ်တဲ့မိတ်ဆွေအနုကမ္မကတဏှာဆောင်ရှောက်တတ်တဲ့မိတ်ဆွေတဲ့အဲ့ဒီမိတ်ဆွေမျိုးဟာတကယ်မိတ်ကောင်းဆွေကောင်းဖြစ်ပါတယ်တဲ့မိမိကိုယ်တိုင်ကလည်းအဲ့ဒီလိုမိတ်ကောင်းဆွေကောင်းဖြစ်ဖို့ကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်ပါတယ်ကိုပေါင်းတဲ့မိတ်ဆွေတွေကလည်းအဲ့ဒီလိုမိတ်ဆွေမျိုးဖြစ်တင်ပါတယ်လို့ဒါကြောင့်မို့ဒီကနေ့ညဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်လေးတွေကနေပြီးတော့မိတ်ဆွေအတုဆိုတာဘာလဲမိတ်ဆွေအစစ်ဆိုတာဘာလဲမိတ်ကောင်းဆွေကောင်းဆိုတာဘာလဲလောကမှာပေါင်းသင်းဆက်ဆံရေးတန်တရားကြီးပွားရေးပဲဖြစ်စေလောကကြီးပွားရေးပဲဖြစ်စေတရားဓမ္မနဲ့ပတ်သက်တဲ့ကြီးပွားရေးပဲဖြစ်စေမိတ်ဆွေကောင်းနဲ့မိတ်ကောင်းဆွေကောင်းနဲ့ကင်းပြီးတော့မကြီးပွားမတိုးတက်နိုင်ဘူးဒါကြောင့်မိတ်ကောင်းဆွေကောင်းဆိုတာအမတန်မှလိုအပ်တယ်အင်အားကြီးလာတဲ့ external condition အပြင်ကအကြောင်းတရားဖြစ်တယ်ဆိုတာလက်ခံပြီးမိတ်ကောင်းဆွေကောင်းမိမိတို့ကိုယ်တိုင်ကလည်းအများရဲ့မိတ်ကောင်းဆွေကောင်းဖြစ်အောင်ကြိုးစားကြဖို့မိမိတို့ပေါင်းတဲ့ပုဂ္ဂိုလ်လည်းပဲတကယ်မိတ်ဆွေကောင်းတွေဖြစ်ဖို့ဆိုတာအာယုထားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေတတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်စေချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်စေချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတံအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နောက်ကိလေသာအစေအတောက်ဟုသမျှတို့သည်သမုဟတပိဉ္စဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအသရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောသေတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့တ
သာရောတရားချင်းခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း